ကျွန်တော်ခုရောက်နေတာကတော့တောင်တကုန်း145ရပ်ကွက်အောင်မြင့်မိုလန်းနဲ့ရတနာဘုံလမ်းဆောင်နံပါတ်9လိုင်းကားဂိတ်အစမှာဖြစ်ပါတယ်။ရောင်းချပေးမဲ့မြေခွဲလေးကတော့ဒီရတနာဘုံလမ်းမကြီးရဲ့ဒက်ရှင်ပေ60လမ်းပေါ်ကပေ40ပေ60ပါမစ်မြေခွဲလေးကိုရောင်းပေးမှာဖြစ်ပါတယ်။ဒါကတော့ရတနာဘုံလမ်းမကြီးနဲ့ပေ60လမ်းမကြီးလမ်းဆောင်ဖြစ်ပါတယ်။ဒီဘက်မှာဆိုရင်ခုနရက်ခဲ့တဲ့အောင်မြင့်မိုလမ်းဆောင်ကိုဖြတ်ပြီးတော့တောင်တကုန်း53ရပ်ကွက်ထိရှေ့မှာဖြစ်ပါတယ်။ရတနာဘုံလမ်းကြီးကဒီဘက်မှာဆိုရင်တော့300လမ်းကိုဖြတ်ပြီးတော့154ရပ်ကွက်ထိရှေ့တဲ့ပေတရာမင်းလမ်းမရှေ့ကြီးပဲဖြစ်ပါတယ်။ချောင်းချပေးမဲ့မြေခွဲလေးကဒီပေတရာရတနာဘုံမင်းလမ်းမကြီးရဲ့ဒက်ရှင်အနီးလေးမှာဖြစ်ပြီးတော့ပေ60လမ်းပေါ်မှာမီးတင်ထားတဲ့မြေခွဲလေးပဲဖြစ်ပါတယ်။ဒီမြေခွဲလေးဖြစ်ပါတယ်။ဒါကျွန်တော်တို့ခုနရက်ခဲ့တဲ့ရတနာဘုံမင်းလမ်းမကြီးပါ။ဒီပေ60လမ်းကဟိုးဘက်မှာဆိုရင်ဇောတိကလမ်းကိုဖြတ်ပြီးတော့140ရပ်ကွက်ထိရှေ့ပါတယ်။ဒီဘက်မှာဆိုရင်တော့ရတနာဘုံကေတုမတီလောကဆက်စောဘူးတို့ကိုဖြတ်ပြီးတော့ညနန္ဒလမ်းထိရှေ့ပါတယ်။ဒါကြောင့်ရောင်းချပေးမဲ့မြေခွဲလေးကပေတရာရတနာဘုံလမ်းအရှင်းလေးတွေဖြစ်ပြီးတော့140ရပ်ကွက်146 145 140ရပ်ကွက်အထိရှေ့တဲ့ပေ60လမ်းပေါ်ကမြေခွဲလေးဖြစ်ပါတယ်။ဈေးနှုန်းကတော့3600ပဲခေါ်ထားပါတယ်ခင်ဗျာ။ပေ40ပေ60ပါမစ်ညင်ညူစားဖြစ်ပြီးတော့စီပင် OA စစ်ဆေးပြီးသားပါ HNG စီးနေတွေနဲ့စစ်ဆေးဝယ်ယူလို့ရပါတယ်။မြေပြင်မှာကျူးချန်စီယိုပတ်ဝန်းကျင်နေသားတွေကိုကြည့်ပြီးပြီဆိုတော့အနာဂတ်လားလာတွေမြေပုံနဲ့တစ်ခါထပ်ကြည့်ရအောင်ခင်ဗျာဒီနေရာလေးဖြစ်ပါတယ်ခင်ဗျာဒါကတော့ပေ60လမ်းဖြစ်ပါတယ်ဒါကတော့ရတနာဘုံမေးလမ်းမကြီးဖြစ်ပါတယ်ဒီဒီကိုစမှရပ်ပြခဲ့တာတော့ဒီနေရာလေးဖြစ်ပါတယ်ရတနာဘုံလမ်းနဲ့အောင်မြင့်မိုလမ်းရဲ့လမ်းစုံတပတ်ခနစ်ဘိုင်ကားတွေရဲ့ဂိတ်စာဖြစ်ပါတယ်စူးလေပြားထိသွားတဲ့ဘိုင်ကားဂိတ်ဖြစ်ပါတယ်ရတနာဘုံလမ်းဟာဒီပိတ်ချမ်းမှာဆိုလို့ရှိရင်လူနေအိမ်လေးရက်ွက်တွေအများကြီးကိုဖြတ်တန်းသွားပြီးတော့53ရက်ွက်နားမှာကျွန်တော်တို့အမတ်နဲ့လမ်းဖိတ်ကိုတွေ့သွားမှာဖြစ်ပါတယ်။အဲ့ဒီကနေပြီးတော့စပြီးတော့ရှေလာတဲ့ရတနာဘုံလမ်းဟာနောက်ဆုံး154ရက်ွက်ထိသွားပြီးတော့ဒီနေရာမှာဆုံးသွားမှာဖြစ်ပါတယ်။ဒီလိုမျိုးပေတရာမိန်းလမ်းမဒိုင်းကားလေးပြည့်ဆွဲနေတဲ့တကယ်မိန်းလမ်းမကြီးရဲ့ဒက်စင်နားလေးမှာရှိတာဖြစ်ပြီးတော့ဒီမြေခွေလေးရဲ့မေးတင်ထားတဲ့လမ်းဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပိတ်ချမ်းမှာဆိုရင်ညနန္ဒလမ်းကနေပြီးတော့140ရက်ကွက်ရဲ့ညနန္ဒလမ်းကနေစမှာဖြစ်ပါတယ်ပြီးတော့စေစောပူလမ်းကိုဖြတ်မယ်လောကားကိုဖြတ်မယ်ကေတုမတီကိုဖြတ်မယ်ရတနာဘုံကိုဖြတ်မယ်ဇောတိကကိုဖြတ်မယ်နောက်ဆုံး140ရက်ကွက်ထိသွားမယ်မေးလမ်းမရှေ့ကြီးဖြစ်ပါတယ်အဲ့ဒီလိုမျိုးလမ်းမရှေ့ကြီးပေါ်မှာမေးတင်ထားပြီးတော့ပေတရာလမ်းမကြီးရဲ့ဒက်စင်းနီးလေးမှာရှိတဲ့မြေပွေလေးပဲဖြစ်ပါတယ်ဒီပေ60လမ်းသွားတဲ့ရက်ွက်တွေကဆိုလို့ရှိရင်ဗီဒီယိုထဲမှာရှင်းပြခဲ့သလိုပဲနန္ဒလမ်းနဲ့ဆင်စောပူလမ်းနဲ့လောကလမ်းနဲ့မှာဆိုရင်140ခေါ်ရက်ွက်လောကလမ်းနဲ့ကေတုမတီလမ်းနဲ့ကြားထဲမှာဆိုရင်146ရက်ွက်ကေတုမတီလမ်းနဲ့ဇောတိကလမ်းနဲ့ကြားထဲမှာဆိုရင်145ရက်ွက်ဇောတိကလမ်းရဲ့ဒီဘက်မှာဆိုရင်140ရက်ွက်စသဖြင့်ရက်ွက်၄ခုထိဖြတ်သွားတဲ့လမ်းမရှိကြီးပဲဖြစ်ပါတယ်အဲ့ဒီလမ်းမရှိကြီးပေါ်ကမြေကွက်လေးကို1600နဲ့ဟောင်းချပေးမှဖြစ်ပါတယ်ခင်ဗျာမြေပြင်မှာရောမြေပုံမှာရောကြည့်ပြီးဆိုတော့လမ်းကျဲပေါ်ကြိုက်တဲ့သူတွေမိန်းလမ်းမတွေနဲ့ချိတ်ဆက်မှုရှိတာကိုကြိုက်တဲ့သူတွေအတွက်ကတော့ဒီမြေခွေလေးကရင်းနှီးမြုပ်နှံထားတဲ့အနေအထားမှာရှိပါတယ်။လက်ရှိတောင်တကုန်းမြေလော့မြေခွေတွေထဲမှာနာမည်ကြီးနေတဲ့လောကညနန္ဒာရနာဘုံကေတုမတီစင်စောပုဇောတိကစတဲ့မိန်းလမ်းမတွေအကုန်လုံးကိုရက်ွက်ချလမ်းမတွေအပါမိန်းလမ်းမတွေအကုန်လုံးဒိုးရုပ်ပေါက်ပြီးတော့ရက်ွက်လမ်းကျဲပေါ်မှာမီးတင်ထားတဲ့မြေခွေလေးဖြစ်တာမို့လို့ပိန်လို့လည်းကောင်းမယ်ရောင်းရလဲလွယ်မယ်အနာဂတ်မှာလည်းကျိုးမြတ်အများကြီးရနိုင်တဲ့ဒီလိုနေရာမျိုးကို3600တဲ့နဲ့ရင်းနှီးမြှုပ်နှံထားဖို့စိတ်ဝင်စားရဲဆိုရင်တော့အခုပဲမယောင်းခင်ကမြက်အောင်ဝင်နိုင်ဖို့ကြိုးတော်ဆောင်နဲ့ဆက်သွယ်လိုက်ပါခင်ဗျာ။